ယနေ့ယုံကြည်သူများရှိတဲ့နေရာမှာကောင်းကြီးမင်္ဂလာရှိတယ်ယုံကြည်သူများရှိတဲ့နေရာမှာထာဝရဘုရားရဲ့အကြောင်းပဲပြောတယ်ဆိုတာနှုတ်ကပတ်တော်ကိုကြည့်တဲ့အခါမှာတွေ့ရပါတယ်ယုံကြည်သူများဘယ်နေရာမှာရှိတယ်လဲဆိုတာအရေးမကြီးပါဘူးအရေးကြီးတာကကိုရှိတဲ့နေရာမှာထာဝရဘုရားကိုယစ်ပူဇော်ပြီးထာဝရဘုရားရဲ့ယစ်ပလင်တီဖို့ရန်အင်မတန်မှအရေးကြီးတယ်လို့ဒီကနေ့ပြောချင်ပါတယ်ကျွန်တော်တို့ယုံကြည်သူများအသက်တာထဲမှာကောင်းကြီးမင်္ဂလာမဖြစ်တာဘယ်နေရာမှာပဲနေပြဿနာပဲတစ်ချိန်လုံးကြုံနေရတဲ့အဖြစ်ကဘာကြောင့်လဲတအိမ်ကနေတအိမ်ပြောင်းလို့လဲပြဿနာဖြစ်တယ်မကြုံဘူးတဲ့ပြဿနာတွေခဏကြုံနေရတယ်ယုံကြည်သူများရှိတဲ့နေရာမှာဖြောင့်မတ်တော်သူရှိတဲ့နေရာမှာဝမ်းမြောက်ခြင်းအတန်ထွက်တယ်လို့ကျမ်းစာကပြောပေမဲ့ယုံကြည်သူများရှိတဲ့နေရာမှာဘာဖြစ်လို့ဝမ်းမြောက်ခြင်းမရှိတာလဲတစ်ချိန်လုံးညှိထွားပြီးတော့တစ်ချိန်လုံးအသက်တာထဲမှာဆုပ်ယုပ်ခြင်းတွေအသက်တာထဲမှာဆုံးခြင်းတွေခံစားနေရတယ်လေဆိုတော့ဒီနေ့ယုံကြည်သူများကိုသိစေချင်တယ်ဖခင်ခင်သားသမီးတွေရှိတဲ့နေရာမှာအောင်တန်ရှိရတယ်ဖခင်သားသမီးတွေရှိတဲ့နေရာမှာဖခင်အပုံးတို့ထင်ရှားရတယ်ဆိုတာနားလည်စေချင်တယ်ဒါပေမဲ့ဒီနေ့တစ်ဝန်းနေစရာကောင်းတာကယုံကြည်သူများဘယ်နေရာမှာပဲနေဘယ်နေရာမှာပဲရောက်နေတစ်ချိန်လုံးပြဿနာတွေကြုံနေရတယ်တစ်ချိန်လုံးမှာဆုံးပြီးတစ်ချိန်လုံးချီးမွမ်းတန်မကြားရဘဲနဲ့ဝမ်းနဲ့ညှိထွားတဲ့အတန်တွေပဲကြားနေရတာလေမိတ်ဆွေဒီကနေ့ဖခင်သခင်ရဲ့သားသမီးတွေရှိတဲ့နေရာမှာအောင်တန်ဝမ်းမြောက်ခြင်းနဲ့ညီတဲ့ခြင်းကောင်းကြီးမင်္ဂလာရှိတယ်ဆိုတာနားလည်စေချင်ပါတယ်အာဗြဟံဣဆက်ယာကုပ်တို့ရဲ့အသက်တာကိုကြည့်ပါသူတို့တနေရာကနေတနေရာပြောင်းတိုင်းတနေရာကနေတနေရာရောက်တိုင်းမှာသူတို့ပါလို့တတ်တယ်လေထာဝရဘုရားကိုယစ်ပလင်တဲ၍ထာဝရဘုရားကိုယစ်ပူဇော်တယ်လို့ကျွန်တော်တို့တွေ့ရပါတယ်တနေရာကနေတနေရာသွားတယ်အဲ့ဒီနေရာမှာတညအိတ်ဆက်အနားယူတော့မယ်ဆိုရင်အဲ့ဒီနေရာကိုသူတို့ယစ်ပလင်တဲတယ်အဲ့ဒီနေရာမှာယစ်ပလင်တဲပြီးထာဝရဘုရားကိုပူဇော်တယ်အတိတ်ပဲကပါလဲဆိုတော့အဲ့ဒီနေရာမှာသူတို့ရောက်ရှိခြင်းအတွက်သူတို့ကျေးဇူးတော်ချီးမွမ်းတယ်ပြီးရင်ထာဝရဘုရားကိုယစ်ပလင်တဲတယ်ထာဝရဘုရားခင်ကိုသူတို့တစ္ဆာကတိပြုတယ်အဲ့ဒီအပေါ်မှာထာဝရဘုရားကသူတို့ကိုရောက်တဲ့နေရာတိုင်းမှာကောင်းချီးပေးတယ်လို့ကျမ်းစာကိုကြည့်ရင်တွေ့ရပါတယ်မိတ်ဆွေအာဗြဟံကိုကောင်းချီးပေးတဲ့ဖခင်ဣဆက်ယာကုပ်တို့ကိုကောင်းချီးပေးတဲ့ဖခင်ဟာကျွန်တော်တို့ရဲ့ဖခင်ပဲဖြစ်တယ်ဒါကြောင့်မိတ်ဆွေဒီနေ့ကျွန်တော်ပြောချင်တယ်သင်ဘယ်နေရာမှာရောက်နေတယ်လဲသင်ရောက်နေတဲ့နေရာတိုင်းမှာကောင်းချီးပေးဖို့ရန်ကောင်းချီးပေးတတ်ဖို့ရန်အမတန်မှအရေးကြီးတယ်နော်သင်တို့ဒီအိမ်တဲ့အင်ကိုဝန်တဲ့အခါတိုင်းမှာဒီအိမ်ပေါ်မှာထာဝရဘုရားကောင်းချီးမင်္ဂလာရှိပါစေလို့ပြောကြပါလို့သခင်ယေရှုပြောထားခဲ့တယ်အဲ့ဒီကောင်းကြီးမင်္ဂလာဒီအိမ်နဲ့မတန်မှုဆိုရင်တင်တို့စီကိုပြန်လာမယ်လို့ပြောတယ်မိတ်ဆွေစဉ်းစားကြည့်ပါနော်ကျွန်တော်အိမ်တအိမ်ကိုဝန်တိုင်းမှာကျွန်တော်အဲ့ဒီအိမ်ကိုကောင်းကြီးပေးတယ်တကယ်ကောင်းကြီးဖြစ်တယ်အဲ့ဒီအိမ်ကကောင်းကြီးနဲ့မတန်ရင်ကိုပြောတယ်ကောင်းကြီးမင်္ဂလာကိုစီကိုပြန်လာတယ်မှတ်ထားစေချင်တယ်ယနေ့ယုံကြည်သူများရောက်တဲ့နေရာတိုင်းမှာညီးထွားနေရတဲ့ပြဿနာပဲကြုံနေရတယ်ဘာဖြစ်လို့လဲကိုရှိမဲ့နေရာကိုနေမဲ့နေရာကို exit အနားယူမဲ့နေရာကိုကောင်းကြီးမပေးတတ်ကြဘူးဒီနေ့ကျွန်တော်ပြောပြမယ်မိတ်ဆွေတင်ပယ်နေရာမှာရောက်နေတယ်လေအရေးမကြီးဘူးတင်ရောက်နေတဲ့နေရာမှာထာဝရဘုရားခင်ကိုယစ်ပလင်တဲပါထာဝရဘုရားကိုယစ်ပူဇော်ပါဖယားသခင်ကိုကျေးဇူးတော်ချီးမွမ်းပါနံပါတ်1ဖယားသခင်ကိုတစ္ဆာဂတိပြုပါဘယ်လိုတစ္ဆာဂတိပြုရမှာလဲကိုရောဒီနေရာဒီကိုရောအတော့ပဲဖြစ်ရမယ်ဒီနေရာမှာဒီနေရာမှာတမိရောက်နေခြင်းဒီကိုရောဖယားပုံတော်ထင်ရှားစေရအရက်ဖြစ်ရမယ်ကိုရောကိုဆက်ကကြည့်ပါကောင်းကြည့်ပေးပါဤနေရာကိုကောင်းကြည့်ပေးပါရောက်တဲ့နေရာကိုများစွာသောယုံကြည်သူများကအိမ်ပြောင်းတဲ့အခါမှာပဲဖြစ်တနေရာကနေတနေရာပြောင်းတဲ့အခါမှာပဲဖြစ်ပထမဦးဆုံးရစ်မတည်ဘူးပထမအဆုံးဂျေဇုတော်မချီးမွမ်းမဘာလို့တလဲတပတ်နေမှာနှစ်ပတ်နေမှာဂျေဇုတော်ချီးမွမ်းကြတာနေပြီးမှဂျေဇုတော်ချီးမွမ်းတာမိတ်ဆွေကျွန်တော်ပြောပြမယ်ရောက်ရင်ရောက်ချင်းဂျေဇုတော်ချီးမွမ်းကောင်းကြီးပေးပြီးမှလောက်ပါထာဝရဘုရားကောင်းကြီးတကယ်ရှိတယ်ချစ်တော်မိတ်ဆွေဒီကနေ့ကျွန်တော်တို့ရှိနေတဲ့နေရာကျွန်တော်တို့ exit နေတဲ့နေရာကျွန်တော်တို့ရဲ့အိမ်မှာကောင်းကြီးမင်္ဂလာရောက်လာဖို့ရနဲ့ကျမ်းမာခြင်းဝမ်းမြောက်ခြင်းရှိဖို့ရတဲ့ကျွန်တော်တို့လှုပ်ဆောင်ချက်ကတိတ်အရေးကြီးပါတယ်လို့ဒီနေ့အားပေးချက်နဲ့ရောက်တဲ့နေရာကိုကောင်းကြီးပေးပါတဲ့ရဲ့သားသမီးတွေကိုကောင်းကြီးပေးပါတဲ့ရဲ့ exit အနာယူမဲ့နေရာကိုကောင်းကြီးပေးပါအရင်ဆုံးကောင်းကြီးပေးပါနေပြီးမှတပတ်နှစ်ပတ်မှဂျေဇုတော်ချီးမွမ်းတာမျိုးတော့ဘာတော့မလုပ်နဲ့ယုံကြည်သူများအဲ့ဒါဘုရားခင်နားလည်မှာပဲမလုပ်နဲ့ဘုရားခင်ကစီးစနစ်ကြဆော်နဲ့နီးစနစ်နဲ့လုပ်တဲ့ဘုရားဖြစ်တယ်
လူရဲ့မျက်နှာကိုလိုက်တဲ့ဖယားမဟုတ်ဘူးသူ့ရဲ့ပေါင်းအတွင်းသူ့ရဲ့စံချင်းအတွင်းမှာနေတော်သူကိုထာဝရဘုရားတာ၍ကြွေဝတော့ကောင်းချီးပေးတယ်လို့ကျွန်တော်ပြောချင်တယ်ဒီနေ့ကိုယ့်အထင်နဲ့လုပ်တဲ့အခါမှာမှားယွင်းနေတော့မိတ်ဆွေအမြဲတမ်းကိုနေမဲ့နေရာကိုထာဝရဘုရားနာမနဲ့ကောင်းချီးပေးပါအရင်ဆုံးကောင်းချီးပေးပါပြီးရင်တစ္ဆာဂတိပြုပါထာဝရဘုရားကိုတစ္ဆာဂတိပြုပြီးရင်အဲ့ဒီတစ္ဆာဝတ်ကိုဖြေဖို့လိုတယ်ဒီနေ့စေတန်ရှင်သူများယုံကြည်သူများရဲ့အသက်တာကိုကြည့်တဲ့အခါမှာထိုနည်းအတိုင်းပဲဖြစ်တဲ့ယနေ့ကောင်းချီးမင်္ဂလာလိုချင်ရင်တင်ရှိတဲ့နေရာရောက်နေတဲ့နေရာသင်္ကားကိုပဲဖြစ်ဖြစ်အတစ်နေရာတစ်ရောက်တိုင်းမှာထာဝရဘုရားနာမနဲ့ကောင်းချီးပေးပါအဲ့ဒီကောင်းချီးမင်္ဂလာအဖြစ်တင်ကြွယ်ဝချမ်းသာမှာဖြစ်တယ်ကောင်းချီးမင်္ဂလာတို့ပြောတဲ့အခါမှာငွေတစ်ခုတည်းဆွေတစ်ခုတည်းမဟုတ်ပါဘူးကျွန်တော်ပစ္စည်းဥစ္စာမြင်နေရတဲ့အရာတစ်ခုတည်းမဟုတ်ပါဘူးထာဝရဘုရားထံတော်၌ကောင်းချီးမင်္ဂလာဆိုတာကအများကြီးပါတယ်ကျွန်တော်တို့ကြမ်းမာခြင်းနဲ့ညီတက်ခြင်းနဲ့ဝမ်းမြောက်ခြင်းနဲ့အများကြီးရှိတယ်အဲ့ဒီအရာကိုကျွန်တော်နားလည်တတ်ဖို့အင်မတန်မှအရေးကြီးတယ်လို့ဒီနေ့ယုံကြည်သူများကိုခေါ်နာပေးခြင်းတယ်ပြီးရင်ဖြောက်မတော်သူတို့ရှိသောနေရာမှာကဲတင်ခြင်းအတန်ထွက်တယ်လို့ပြောပါတယ်မိတ်ဆွေတင်းရဲ့အိမ်ထဲမှာကဲတင်ခြင်းအတန်ထွက်ဖို့လိုတယ်နော်တင်းရဲ့အိမ်ထဲမှာကဲတင်ခြင်းရှိဖို့လိုအပ်တယ်ရှေမာကုခရစ်ဝင်ကျမ်းအခန်းကြီး1အပိုင်းငယ်29လောက်ကိုကြည့်တဲ့အခါမှာပေတရုရဲ့ရောက်ခမကဖျားနာဆွဲပြီးတုံးလုံးနေတယ်သခင်ယေရှုခရစ်တော်အဲ့ဒီအိမ်ထဲဝင်လာပြီးတော့မှဖျားနာပြီးလဲလျောင်းနေတဲ့ပေတရုရဲ့ရောက်ခမကိုလက်နဲ့ဆွဲပြီးထူမတဲ့အခါမှာအဲ့ဒီရောက်ခမထပြီးအဲ့ဝပြုခြင်းမှုကိုပြုတယ်ညမိုးချုပ်လာတဲ့အခါမှာစိတ်ဖြစ်စီခြင်းခံစားရတော်သူများမချမ်းသာတော်သူများစကားမပြောနိုင်တော်သူများအတော်သူများနတ်ဆိုဆွေးတော်သူများဆိုအဲ့ဒီအိမ်ထဲကိုရောက်လာကြတယ်ရှိမုန်နဲ့အင်တရီတို့ရဲ့အိမ်ထဲမှာပြဿနာပေါင်းမျိုးစုံကြုံနေတဲ့သူတွေရောက်လာတယ်ဒါပေမဲ့အဲ့ဒီအိမ်ထဲမှာယေရှုခရစ်တော်ရှိနေသောကြောင့်အဲ့ဒီပြဿနာကြုံတဲ့သူတွေခက်ခဲတဲ့သူတွေနာယောဂဆွေးတဲ့သူတွေအဲ့ဒီအနာယောဂဆွေးတဲ့သူတွေရောက်လာပြီးပြန်ထွက်သွားကြတဲ့အခါမှာအကောင်းပကတိနဲ့ကျမ်းမာလည်းပြန်ထွက်သွားကြတယ်အနှုတ်ဆက်ကောင်းတယ်နော်ဒီနေ့ပေတရုနဲ့ရှိမုန်ပေတရုနဲ့အင်ဒရီတို့ရဲ့အိမ်မှာအခုနာကမကြမ်းမမာခြင်းရှိတယ်သူတို့ရဲ့ရောက်ခမဖျားနာနေတယ်ဒါပေမဲ့ယေရှုရောက်လာတဲ့အခါမှာရောက်ခမပါကျမ်းမာသည့်အပြင်တခြားလူတွေရောက်လာတဲ့အခါမှာမကျမ်းမာတဲ့သူတွေပြဿနာကြုံနေတဲ့သူတွေရောက်လာပြီးပြန်ထွက်သွားတဲ့အခါမှာပြဿနာမရှိကြတော့ဘူးတင်းရဲ့အိမ်ကိုထာဝရဘုရားခင်ကျင်းဝတ်တော်မူရာအရက်ဖြစ်စေမယ်ဆိုရင်တင်းရဲ့အိမ်ထဲမှာပြဿနာကြုံတဲ့သူတွေရောက်လာပါစေပြဿနာကင်းပြီးပြန်သွားကြလိမ့်မယ်မကြမ်းမာတဲ့သူတွေတင်းစီကိုရောက်လာရင်ကြမ်းမာပြီးပြန်ထွက်သွားရမယ်ဘာလို့လဲတင်းအိမ်ထဲမှာထာဝရဘုရားတင်ကိုးစားသောကြောင့်တင်းအိမ်ထဲမှာထာဝရဘုရားကိုနေရာပေးသောကြောင့်တချို့သောသူတွေကတနေရာတအိမ်ကိုတွားလဲတယ်ခုနကတော့ဘာပြဿနာမှမချရဘူးဘာပြဿနာမှမရှိဘူးဘာအစိတ်အနှောက်အယှက်မှမရှိဘူးဒါပေမဲ့အဲ့ဒီအိမ်ကိုလည်းတွားလဲရောအဲ့ဒီအိမ်ထဲကပြန်ထွက်လာရင်စိတ်မကောင်းစွာနဲ့ပြန်ထွက်လာတဲ့သူတွေအများကြီးရှိတယ်ဘာလို့လဲအဲ့ဒီအိမ်ထဲမှာထာဝရဘုရားရဲ့ဝတ်မြောက်ခြင်းအတန်မရှိလို့ပဲဒီနေ့မိတ်ဆွေတင်းအိမ်ထဲမှာရောက်လာတော်သူဒီစိတ်ညစ်ပြီးရောက်လာရင်ဝတ်မြောက်ပြီးပြန်သွားဖို့ရန်ဖြစ်စေပါဒူများအတင်းအဖြစ်ပြောနေတဲ့အိမ်ဖြစ်နေရင်အခုနာကဘာမှမခံစားပဲဝန်တာစွာနဲ့တွားလေတဲ့သူပြန်ထွက်သွားရင်စိတ်ညစ်ညစ်နဲ့ပြန်ထွက်သွားရတယ်ဘာလို့လဲမကောင်းတဲ့တည်င်းတွေပဲတွားကြတာမိတ်ဆွေဒီကနေ့ကျွန်တော်ပြောပြမယ်တင်းရဲ့အိမ်ထဲမှာဧည့်သည်လာရင်ဝမ်းမြောက်ပြီးပြန်ထွက်သွားဖို့ပဲဖြစ်စေပါကျွန်တော်တို့ကမဟုတ်ဘူးဘာမှမဖြစ်ပဲလာတဲ့သူဝမ်းနေပြီးပြန်ထွက်သွားဖို့ရန်ဖြစ်စေတဲ့အိမ်မှာဖြစ်စေဖို့တိတ်အရေးကြီးတယ်နော်တင်းရဲ့အိမ်ထဲမှာထာဝရဘုရားခင်နာမတော်ကိုအသုံးပြုပြီးမှဆုတောင်းတဲ့နေရာဖြစ်စေပါတင်းရဲ့အိမ်ဒီထာဝရဘုရားခင်ရဲ့အကြောင်းပဲပြောတဲ့နေရာဖြစ်စေပါဒီနေ့များစွာသောအိမ်ဒီကိုဝင်သွားတဲ့အခါမှာညှဉ်းညူတာနေချနေရတဲ့ပြဿနာတွေတစ်ခုပြီးတစ်ခုတွေ့နေရတယ်အဲ့ဒါဘာဖြစ်လို့လဲဖယားမရှိလို့ဖြစ်တဲ့ဖယားခင်ကိုပါဆက်မှာပဲပြောကြတာအပြင်ရောက်မှဖယားပြောကြတာအိမ်ထဲမှာပြဿနာပဲကြုံနေရတဲ့ဝမ်းနေတာနေညှိထွားတာနေကြားနေရတယ်အဲ့ဒါဘာဖြစ်လို့သခင်ယေရှုကိုနေရာမပေးဘူးလေသခင်ယေရှုကိုနေရာမပေးလို့ဖြစ်တဲ့မိတ်ဆွေတင်းရဲ့အိမ်ထဲမှာဖယားသားသမီးတွေရောက်လာရင်ကောင်းကြီးမင်္ဂလာရောက်လာတယ်လို့ပြောချင်တယ်အဲ့ဒါကြောင့်တင်းရဲ့အိမ်ထဲမှာတခြားလူတွေတခြားဖယားမသိတဲ့လူတွေတခြားဖယားနဲ့မတော်လာတဲ့သူတွေရောက်လာတာထက်ဒီကနေ့ဖယားခင်ရဲ့သားသမီးတွေရောက်လာရင်အဲ့ဒီအိမ်ထဲမှာပြဿနာ
ကင်းတယ်လို့ဒီနေ့အားပေးခြင်းတယ်အထူးသဖြင့်တင်းရဲ့အိမ်မှာတလတစ်ချိန်ပဲဖြစ်အိမ်မှာမိသားရဖွဲ့ဆုတောင်းနိုင်ဖို့ရန်စီစဉ်ထားပါအတင်းတို့ကလာပြီးဆုမတောင်းပေးနေသည့်တိုင်အောင်အမှုလို့ဆောင်ခေါ်ပြီးတော့မှလူငယ်တွေအမျိုးသမီးတွေခေါ်ပြီးတော့မှတင်းရဲ့အိမ်ထဲမှာဆုတောင်းဝတ်ပြုဖို့ရန်တင်စီစဉ်ပါတကယ်မင်္ဂလာရှိတယ်နော်အဲ့ဒါယုံကြည်သူများမသိဘူးယုံကြည်သူများမသိဘူးတနှစ်လုံးမှာအိမ်ထဲမှာတခါမှဆုမတောင်းဖူးတဲ့အိမ်တခါမှမိသားရမလုပ်ဖူးတဲ့အိမ်တွေအများကြီးရှိတယ်ယုံကြည်သူတွေအဲ့ဒါကမင်္ဂလာမရှိဘူးတင်းရဲ့အိမ်မှာထာဝရဘုရားအကြောင်းပြောတဲ့အိမ်တာဖြစ်စေပါထာဝရဘုရားရဲ့အကြောင်းကိုသာပြောနေတဲ့အိမ်ဖြစ်စေကြည်ပါတင်းရဲ့အိမ်ထောင်မိသားစုထဲမှာထူးခြားတဲ့ဝမ်းမြောက်ခြင်းတွေအမှန်ခံစားရမှာဖြစ်တဲ့မိတ်ဆွေကျွန်တော်အသက်တာထဲမှာလုံးဝခံစားတယ်ကျွန်တော်အိမ်စဝင်မဲ့အချိန်မှာကျွန်တော်အိမ်ကိုကျွန်တော်အထားတယ်ကိုလိုတီအိမ်ကိုကျွန်တော်ရရင်ကိုလိုရဲ့နိုင်ငံတော်အသက်ပဲဖြစ်စေရမယ်တီအိမ်ထဲကိုဝန်လာတော်သူကကြက်မှလည်းပြန်ထွက်သွားရမယ်တီအိမ်ထဲကိုဝန်လာတော်သူကဝမ်းမြောက်လျက်ပြန်ထွက်သွားရမယ်ကိုလိုအသက်ပဲဖြစ်ရမယ်လို့ကျွန်တော်ဆက်ကပ်ထားတယ်ဒီအတိုင်းဆက်ကပ်တဲ့အခါမှာဘုရားခင်ကတကယ်အလို့ပေါ်ရလို့လုပ်တဲ့တော့မိတ်ဆွေတင်းရဲ့အိမ်ထဲမှာတစ်နှစ်လုံးမှာပဲနေချိန်ပဲနေခါအမှုတော်ဆောင်ကြီးရောက်လာအောင်တင်စီစဉ်ခဲ့ဖူးတယ်လေအမှုတော်ဆောင်ကြီးဖယားသားသမီးရောက်လာဖို့ဆိုတာကတင်းကိုတိုင်ကစန္ဒရှိပြီးတော့မှဆာငတ်ပြီးတော့မှခိုဖို့လိုတယ်ယနေ့ယုံကြည်သူတွေကပါပဲမျှော်နေကြတယ်လေတင်းတို့ဆရာကသူဟာနဲ့သူရောက်လာဖို့ကိုပဲမျှော်နေကြတယ်မဟုတ်ဘူးမိတ်ဆွေတင်းရဲ့အိမ်ထဲမှာကောင်းကြီးလာစေခြင်းရင်တင်းကိုတိုင်စ조사ပြီးတော့မှခိုထုတ်ရမှာဖြစ်တယ်ဒီနေ့ကျွန်တော်တို့ကဒင်းနှုတ်ဆရာအမှုတော်ဆောင်လီကိုတတိယပြီးမှသူတို့ဟာနဲ့သူတို့ရောက်လာဖို့ပဲစဉ်းစားနေကြတယ်မဟုတ်ဘူးနော်မိတ်ဆွေရောက်လာအောင်တင်စ조사ကြည့်ပါတကယ်မင်္ဂလာရှိတဲ့မိတ်ဆွေသူတို့ဟာနဲ့သူတို့ရောက်လာတာကောင်းတယ်ဒါပေမဲ့ဒီနေ့ကျွန်တော်ပြောပြမယ်တင်းရဲ့အိမ်ထဲမှာကောင်းကြီးမင်္ဂလာခံစားဖို့ရန်အတွက်ဖခင်သားသမီးတွေတင်းအိမ်ကိုရောက်လာကြည့်ပါစေဘာဖြစ်လို့လဲထော်သူတို့ဒီအင်းပေါ်မှာကောင်းကြီးမင်္ဂလာတက်ရောက်ပါစေလို့ပြောတတ်တဲ့သူတွေဖြစ်လို့ပဲဖြစ်တယ်သူတို့ရဲ့ယုံကြည်သူရဲ့နှုတ်ထဲကထွက်လာသူစကလုံးတိုင်းမှာတန်ဖိုးရှိတယ်တကိုးရှိတယ်လို့ဒီနေ့ပြောချင်တယ်ချစ်တော်ညီကိုမောင်နှမများတင်ရှိနေတဲ့နေရာကိုထာဝရဘုရားနာမ၌ကောင်းကြီးပေးပါတင်ပဲနေရာမှာရောက်နေတယ်လေအရင်မကြည့်ဘူးတင်ရှိတဲ့နေရာမှာထာဝရဘုရားရဲ့ရစ်ပလင်ကိုတဲပါထာဝရဘုရားရဲ့ခင်ကိုမိတ္တဟာယဖွဲ့ပါထာဝရဘုရားရဲ့ခင်ကိုတစ္ဆာပြုပါထိုတစ္ဆာဂတိပြုတဲ့အတိုင်းထိုတစ္ဆာကိုဖြည့်ကြည့်ပါဘုရားခင်တကယ်ကောင်းချီးပေးမယ်ယောသရဲ့အတ္တတာထဲမှာကြည့်ယောသကဂျွန်အဖြစ်ရောက်နေရပေမဲ့ပိုတိဖာအိမ်မှာနေရပေမဲ့သူကထာဝရဘုရားကိုအမြဲတမ်းတစ္ဆာရှိတယ်ထာဝရဘုရားကိုပဲကိုးကွယ်တဲ့အတွက်ကြောင့်အဲ့ဒီနေရာကနေတက်ဆက်ထောင်ထဲမှာရောက်နေတော့လေထောင်ထဲမှာလည်းထာဝရဘုရားကိုပဲကိုးကွယ်တဲ့အတွက်ဘုရားခင်ကသူ့ကိုချီးမြှောက်တယ်နော်ကျမ်းစာကိုကြည့်တဲ့အခါမှာယောသကထာဝရဘုရားကိုကိုးစားတော်သူဖြစ်တဲ့အတွက်ကြောင့်မယုံကြည်သူရဲ့အိမ်မှာနေပေမဲ့သူ့ရဲ့လုပ်ငန်းအားဖြင့်ပစ္စည်းဥစ္စာတွေတိုးပွားနေရတယ်။ယုံကြည်သူများရှိနေတဲ့နေရာမှာဖြောက်မှချင်းအတန်ထွက်တယ်။ယုံကြည်သူများရှိနေတဲ့နေရာမှာကဲတင်ချင်းအတန်ထွက်တယ်နော်။အဲ့ဒီချိန်မှာယောသရှိနေတဲ့တိုင်းပြည်မှာအစာရေစာခေါင်းပါလာပေမဲ့ယောသအားဖြင့်တိုင်းပြည်လုံးကိုကယ်ခဲ့ရတယ်။မိတ်ဆွေတင်ဒီယုံကြည်သူတင်ဒီဖယားသားဖြစ်နေရင်ဘယ်သူအိမ်မှာပဲနေနေမယုံကြည်သူအိမ်မှာပဲနေနေတင်အားဖြင့်အဲ့ဒီအိမ်ဒီထာဝရဘုရားကောင်းကြီးပေးဖို့ရန်ဖြစ်တယ်။ဖယားခင်ကတင်တဲ့ကျွန်တော်ကိုကောင်းကြီးပေးပြီးသားဖြစ်တယ်ကျွန်တော်တို့ရှိနေတဲ့နေရာမှာပြဿနာစတက်ကောင်းကြီးမင်္ဂလာပဲရှိစေဖို့ဖြစ်တယ်ယုံကြည်သူဆိုပြီးတော့မှကိုရောက်တဲ့နေရာတိုင်းမှာမငြိမ်မသက်တည်ဖြစ်နေမကောင်းဘူးနော်အဲ့ဒါမကောင်းဘူးယုံကြည်သူဖြစ်ပြီးတော့မှကိုပါဝင်နေတဲ့အသင်းတော်မှာကိုကြောက်ပြဿနာတစ်ချိန်လုံးတက်နေရင်အဲ့ဒါမှားနေပြီယုံကြည်သူတယောက်ဖြစ်ပြီးတော့မှကိုရောက်နေတဲ့နေရာမှာတချိန်လုံးပြဿနာစဖြစ်လာပြီဆိုကိုကြောင့်ပြဿနာဖြစ်လာပြီဆိုကိုစဉ်းစားကြည့်ပါနော်စဉ်းစားကြည့်ပါနော်မိတ်ဆွေအဲ့ဒါမမှန်ဘူးဖယားသားသမီးတွေဆိုတာရောက်တဲ့နေရာမှာထာဝရဘုရားရဲ့ကောင်းကြီးပဲရှိတယ်ကိုကြည်တော်သူတွေကဝမ်းမြောက်ခြင်းအတန်ဝမ်းမြောက်ခြင်းခံစားရမှာဖြစ်တယ်ဒါကြောင့်ချစ်တော်ညီကိုမောင်နှမများဒီနေ့မိမိရှိတဲ့နေရာမိမိရောက်နေတဲ့နေရာကိုထာဝရဘုရားနာမ၌ကောင်းကြီးပေးတတ်တော်သူများဖြစ်ပါကထာဝရဘုရားရဲ့ကောင်းကြီးမင်္ဂလာအမှန်တကယ်ခံစားရမှာဖြစ်တဲ့တင့်ရဲ့အိမ်ထောင်တင့်ရဲ့အိမ်ထဲမှာဘယ်နှချင်းဘယ်နှခါထာဝရဘုရားကိုဝတ်ပြုကိုးကွယ်ဖို့စီစဉ်ဖူးတယ်လဲပြန်စင်းစားပြီးတော့မှဒီကနေ့ကနေစပြီးတင့်ရဲ့အိမ်ကိုကောင်းကြည့်ပေးပါတင့်ရဲ့အိမ်ထဲမှာထာဝရဘုရားရဲ့စကားနားထောင်နိုင်ဖို့အလုံးဟာစီစဉ်ပါလို့ဒီနေ့ခွန်အားပေးခြင်းနဲ့အရောက်တော်သူတိုင်းထာဝရဘုရားကောင်းကြီးမင်္ဂလာခံစားဖို့ရန်အတွက်မိမိရှိနေတဲ့နေရာကိုထာဝရဘုရားနာမ၌ကောင်းကြီးပေးတတ်ကြပါစေလို့နှုတ်ကပတ်တော်အဖြစ်ခွန်အားပေးခြင်းနဲ့အရောက်တိုင်းအပေါ်မှာဘုရားကောင်းကြီးပေးပါစေ